ကျူရှင်မတတ်တဲ့ကလေးတိုင်းတော့စားလိုက်နေလို့ပဲလွယ်မလဲဗျာရှက်စရာကြီးဆရာမရဲ့အဲ့တော့ကျွန်တော်အခန်းတစ်ခါပိတ်လိုက်တာဆမကျူရှင်တင်တာအပြစ်မဟုတ်ဘူးကျောင်းမှာစာဖို့တိတ်ချကောင်းကောင်းမတင်တာတော့အဖြစ်ဖြစ်သွားတယ်ဒါပေမဲ့ကျောင်းသားတွေကိုဆရာမကျူရှင်လာတက်လို့ပြောတာပဲကျူရှင်မတက်တဲ့ကလေးတွေကိုကောင်းကောင်းမဆက်ဆံတာပဲဒါတွေကတော့အပြစ်ကြီးဖြစ်သွားပြီဆရာမကလေးတွေကအုံအောင်မြန်နေကြတာလေဆရာကြီးတယောက်ချင်းစီလက်ထပ်တင်ကြပေးရကျမတို့မှအဲ့လောက်ဒီအချိန်လောက်မလို့ဆရာကြီးမြန်မာစာတော်ဖြောက်အောင်မဖတ်တတ်အချာအပေါင်းအလုပ်အလီတော်မတွတ်ဆူတတ်တဲ့ကလေးတွေရှိနေတာကိုထောက်ကြောင်းဖြစ်တယ်ကျွန်တော်ဘာလို့မပြောရလဲလိုအဲ့မိဘခေါ်ပြီးဆွေးနွေးတိုင်မရမယ်လေအားလုံးပဲမင်္ဂလာပါမျိုးရီမိုကေ YouTube channel နဲ့ကြည့်ဆိုလိုက်ပါတယ်ဒီတစ်ဆက်ပေးခြင်းတဲ့တင်ကကျောင်းစာကိုဖြစ်တယ်လို့တင်နေကြလို့ပေါ့နော်ဒီနေ့မှာတော့ဒါကျောင်းဆရာကြီးကပြင်းထန်တဲ့ဆုံးမဩဝါဒပေးလိုက်တဲ့ရုပ်သံပြီးဖတ်မှတ်တမ်းကိုဖွင့်ပြတင်ဆက်ပေးသွားခြင်းပါတယ်ကျွန်တော်မိတ်ဆွေမိလည်းသိရှိရအောင်ကျောင်းသားကျောင်းသူမိဘတွေလည်းသိရှိအောင်လာရောက်ပြီးတော့ဒီသတင်းလေးကိုတင်ပြပေးခြင်းဖြစ်ပါတယ်ဒါကတော့ဒီဇလန်တို့ရိုက်ကူးထားတာပေါ့နော်ဒီတကယ်မှထိရောက်တဲ့ဇလန်တို့လေးဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့စလိုက်အောင်ဆရာမတော်မိုးနေရှိပါလားဟုတ်ရှိပါတယ်ဆရာကြီးအပြီးတော့လည်းမသိဆိုင်ဆရာကြီးဘာလို့လဲငါပိတ်လိုက်တာရှစ်လို့ကျမကဘာလို့လဲဆရာကြီးကျွန်တော်ရဲ့အကြောင်းကိုကျောင်းသားပြည်တော်ရှစ်ဆရာကြီးရှင်ဆရာကြီးကျမဘယ်လိုဒိတ်တယ်နဲ့ပြောနေရလဲဆရာကြီးဆရာမဘာတွေတွေးချော်နေရလဲဟိုမှာဆရာမရှိနေကျွန်တော်ရဲ့အကြောင်းကျောင်းသားပြည်သိစေချင်လို့လွတ်လွတ်လပ်လပ်ပြောအောင်လို့ဟိုဆရာလေးကျွန်တော်အဘကတကားမှာပိတ်ပေးပါလားဟောဆရာမတော်တာရဲ့ရှိနေရဆိုအတော်ပဲဆရာမတော်တာမိုးသိမ့်ရဲ့အခန်းထဲက G5 ကျောင်းသား၄ယောက်ကမြန်မာစာတော်ဖြောက်နှက်အောင်ဖတ်တတ်ပြီးပါဘယ်လိုဖြစ်တာလဲဆရာတော်အဲ့ဒါတော့ကလေးတွေကအုံအောင်မြန်နေကြတာလေဆရာကြီးတယောက်ချင်းစီလက်ထပ်တင်ကြပေးရကျမတို့မှအဲ့လောက်ဒီအချိန်လောက်မလို့ဆရာကြီးတတိုင်းမတိုင်းလာတိုင်းညီချင်းမပါလာလည်းဖြစ်နိုင်တာပဲလေဆရာကြီးကျမတို့ရောက်နေတော့ဆိုင်နေတယ်ဆရာကြီးဆရာမအကန်လေးပြောတတ်တာပဲဒီထက်မှတန်းဆရာမလေးလည်းရှိရနော်ဆရာမတို့လည်းဆိုင်နေထင်တယ်ဆရာမတို့တက်တော့ခဏခဏတွေ့ပါတယ်ခန္ဓာကိုယ်လေးလည်းလှကြတယ်ဒါပေမဲ့ကျောင်းသားတွေရဲ့အနာဂတ်သမိုင်းမှာဆရာမတို့ကလှမနေဆရာမတို့ရဲ့ရှင်ဘက်ထဲမှာကျောင်းသားတွေတွေ့ရပါတယ်အခုလိုပြောရတာအားရနာပါတယ်ဆရာမပြောလိုက်တာပါတဒန်းနှစ်တန်းကလည်းအရေးချင်းမပြည့်လို့နေမှာပေါ်တယ်ဒါဆိုရင်အရေးချင်းမပြည့်မိပါပဲနဲ့အတန်းတင်ပေးလိုက်တဲ့သဘောပေါ့မြန်မာစာတော်ဖြောက်အောင်မဖတ်တတ်တင်ချအပေါင်းအလုပ်အလီတော်မတွတ်ဆူတတ်တဲ့ကလေးတွေရှိနေတာကိုလက်ထောက်ကြောင်းဖြစ်တယ်ကျွန်တော်ဘာလို့မပြောရလဲလိုအဲ့မိဘခေါ်ပြီးဆွေးနွေးတိုင်မရမယ်လေဒါဆရာရဲ့ကျူရှင်မတတ်တဲ့ကလေးတိုင်းတော့စားလိုက်နေလို့ပဲလွယ်မလဲဗျာဟာရှက်စရာကြီးဆရာမရဲ့အဲ့တော့ကျွန်တော်အခန်းတစ်ခါပိတ်လိုက်တာစမကျူရှင်တင်တာအပြစ်မဟုတ်ဘူးဒါပေမဲ့ကျောင်းမှာစာဖို့တိတ်ချကောင်းကောင်းမတင်တာတော့အဖြစ်ဖြစ်တာပြင်းတဲ့ကွက်တိပဲဆရာမကျူရှင်တင်တာကျွန်တော်သိတယ်အဲ့ဒါအဖြစ်မပြောဘူးဒါပေမဲ့ကျောင်းသားတွေကိုဆရာမကျူရှင်လာတက်လို့ပြောတာပဲကျူရှင်တက်တဲ့ကလေးတွေကိုဦးစားပေးတာနဲ့မိကိုချွိုက်ပေးတာလေကျူရှင်မတက်တဲ့ကလေးတွေကိုကောင်းကောင်းမဆက်ဆံတာပဲဒါတွေကတော့အပြစ်ကြီးဖြစ်သွားပြီဆရာမKG ကျောင်းသားလေးတွေကိုတစ်လ3000နဲ့ကျူရှင်ကအဲ့လိုရပြီနော်လို့ပြောလိုက်တာပဲဆရာမလဲအပြင်မှာလည်းလက်တွေ့ဖြစ်နေရနော်ဆရာမတို့ကအရင်ရှစ်ဖို့ကောင်းနေဗျာ KG တဒန်းကလေးတွေကလွယ်အိတ်နဲ့လူနဲ့မလိုက်တော့ဘူးဒီအတန်းအငယ်ဖြစ်တဲ့ KG တဒန်းတော့မှပညာရေးစရိတ်ကအရင်ကြီးနေရင်တော့မဟုတ်တော့ဘူးဗျာဘာသာရေးကစီးပွားဖြစ်အသုံးချကံမဟုတ်တယ်လို့ပညာရေးကလည်းစီးပွားဖြစ်အသုံးချရမယ့်အရာမဟုတ်ဘူးအမျိုးသားရေးစိတ်တက်မှမရှိရင်ကျောင်းဆရာမလုပ်နေတယ်ဆရာမတို့ကရှင်သန်လာမဲ့မျိုးစိတ်တွေကိုကြိုက်ချုပ်ဖြစ်နေတယ်အတူတူပဲဆရာမဆိုတာနိုင်ငံရဲ့ဝန်ထမ်းကောင်းတွေဖြစ်ရမှာအခုနိုင်ငံရဲ့အစိတ်ပင်တွေပညာရေးလောကရဲ့အစိတ်ပင်းတွေဖြစ်နေပြီဆရာကျမတို့အဲ့လိုစော်ကားပြောနေကြမလို့ပါဘူးဆရာပြောတာကအများကြီးသွားတယ်ကျမတို့လည်းကိုတက်နေတဲ့လောက်တော့လုပ်နေတာပဲလေသူရှင်ဝင်စားနေရဆိုတာလေကျမတို့ရောမဟုတ်ဘူးလေအခုမှဝင်စားနေကြတာလည်းမဟုတ်ဘူး
ဆိုတာလေနေရာထဲမှာရှိနေမှာပဲဆရာပြောချင်အထက်ကိုတက်ပြောလေကျမတို့အောက်ကလူတွေကြီးပဲဖိမပြောပါနဲ့ပြည့်မြင်နေဆိုလေနေရာထဲမှာပြည့်မြင်ကြရကြီးပဲလေဆရာ အိုးဆရာမဘယ်လိုပုတ်တတ်တာလဲဝန်ထမ်းကောင်းပြီးတော့ဒီမင်းဆရာမလူအပ်ချက်တွေပြုပြင်စရာရဲ့အတွက်ကျွန်တော်အထက်ကိုစတင်ထားပါတယ်အခွင့်အာဏာတို့လူချင်းတွေ့ရတဲ့အချိန်တွေမှာလည်းကျွန်တော်ပြောမပြပါတယ်ဒါပေမဲ့အစင်းစင်းသွားတဲ့နေရာဖြစ်တဲ့အတွက်ရင်မုန်းပါတယ်တခါတလေမထီအောင်ဘူးအဲ့တော့ဘဒူလုတ်လို့မလုတ်လို့ကိုကစလုတ်တယ်ဘဒူကောင်းတော့မကောင်းတော့ကိုကောင်းအောင်လုတ်တယ်အဲ့ကြောင့်ကိုလုတ်နိုင်တဲ့လုတ်ပိုင်မှုရှိတဲ့ဘောင်လေးကနေကိုเจ้าကိုကောင်းအောင်ကိုလုတ်ရမယ်အဲ့ဒါကြောင့်ပြောလို့ရတဲ့ပြောပိုင်ခွင့်ရှိတဲ့ကိုဆရာဆရာမတွေကိုပြောနေတာဆရာမတို့ကျွန်တော်မဟုတ်လို့ပြောနေတာမဟုတ်ဘူးကျွန်တော်ကဆရာဆိုတဲ့ဂုဏ်ကိုအသက်ထက်တန်ဖိုးထားတယ်ဟိုဆရာကျမမလို့တော့ဆိုရင်အခန်းထဲကိုတွားလို့ရမလားဆရာအတန်းနဲ့တက်တော့မှမလို့ပါဆရာနေဦးဆရာမဆရာမကကျောင်းမှာမောင်းဆိုင်ရောက်တယ်နော်ဟုတ်ရောက်ပါတယ်ဆရာဘာဖြစ်လို့လဲဆရာအဲ့မုံဆိုင်ရောင်းတာကဘာမှပြောစရာမရှိပါဘူးဒါပေမဲ့အဲ့ရောင်းတဲ့မုံတွေကအချုံမုံများနေတယ်ဒီကလေးတွေအတွက်ကျမ်းမာတဲ့ညီညွတ်တဲ့ဓာတုမကင်းတဲ့မုံတွေတဘာမှမဟုတ်တဲ့အချိုတွေအများများနေတယ်ဆရာမအဲ့ဟာတော့ပြောစရာဖြစ်နေလို့ကလေးတွေကအဲ့ဒီမုံတွေကိုပဲဝယ်စားကြတာဆရာကျမကတော့သူတို့တောင်းဆိုလို့ကျမဆိုင်မှာအဲ့ဒီမုံတွေတင်ထားပေးရတာဆရာနောက်ပြီးကျမကလည်းကျမဆိုင်မှာပဲကလေးတွေကိုမုတ်ဝယ်စားမယ်လို့ဖိအားပေးထားတာမျိုးမရှိပါဘူးဆရာကျမဆိုင်မှာမုတ်ဝယ်စားတဲ့ကလေးတွေကိုပုံပြီးမျက်နှာသာပေးတာမျိုးလည်းမရှိပါဘူးတော့ဆရာပြီးတော့ကျမစတင်နေတဲ့ထိမုံရောင်းတဲ့ဆရာမမျိုးလည်းမဟုတ်ပါဘူးဆရာရဲ့ဆရာပြောတဲ့ဓာတုမကင်းတဲ့ချိုရည်တွေမုတ်တွေဆိုတာလည်းတနိုင်ငံလုံးနေရာတိုင်းမှာတရားဝင်ရောင်းချနေကြတာပဲဆရာကျမတို့ရောင်းတာမှမဟုတ်တာဆရာပြောခဲ့တယ်လို့ပဲပေါ့နေရာတိုင်းမှာပစ္စည်းယူရင်းမှုဆိုတာကတော့ရှိနေနိုင်တာပဲဆရာအရင်ကဆရာမကစပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့ပုံတွေကိုရောက်နေစေချင်ပါတယ်အများဘိုးခိုင်းတောက်တိုင်းကိုတောက်ဆရာမလို့ပြောဆရာမဆရာမကိုကိုကျုပ်ကတနာပဲကျမကျုပ်ကမဟုတ်ပါဘူးဆရာမလိုအပ်ဘဲနဲ့ဆရာကျမပေါ်မှာဒေါသထွက်နေရမှာဆိုလို့ပါအများဘိုးခိုင်းတောက်လို့လိုက်တော့တာမျိုးလည်းမဟုတ်ပါဘူးဆရာတခါတလေမှာမျက်စိစုံမေးပြီးယူးကြအောင်ဆောင်ရတာတက်တာရှိလို့ပါဆရာရဲ့ဒီတစ်ခါဆရာအထက်ကိုတင်ပြရင်တခုလောက်တင်ပြပေးလို့ရမှာဆရာကျမတို့ဆရာမတွေကိုရှင်းလင်းမြုံနှံပေးခြင်းကအနာဂတ်မျိုးဆက်သက်တွေကိုရှင်းလင်းမြုံနှံခြင်းနဲ့တူတူပါပဲလို့နောက်ပြီးကျောင်းသားတစ်ယောက်ရဲ့ပညာရေးအခွင့်အရေးဆိုတာကျူရှင်ထားခြင်းမထားခြင်းနဲ့သက်ဆိုင်မှာဆိုတော့ကျမလည်းမပြောတတ်ဘူးဆရာကျမသားကြည့်ကြည့်အောင်ဆရာမလေးရဲ့စီမှာကျူရှင်ထားရတယ်ဆရာဆရာမအကုန်သိနေရပဲအဲ့တော့ဘာလို့မျက်စိစုံပိတ်ပြီးယူးကြောင်ဆောင်နေတော့မှလဲ comfort zone တွေကထွက်တယ်မှာဒီမတူညီတဲ့လက်ငါးချောင်းတော်စူးစီးလိုက်ရင်အဖြစ်သေးရပဲဆရာတို့ဆရာမတို့မှာအရေးချင်းနေရှိပြီးသားပဲဘာလို့ရေစုံမျိုးနိုင်နေတော့မှပြန်နော်ဘဒူးကောင်းကောင်းမကောင်းကောင်းကျွန်တော်တို့တွေကောင်းကြမယ်လေသူများရဲ့အပြစ်ထိုင်ပြောနေလို့မပြီးဘူးအဲ့တော့ကျွန်တော်တို့တွေရောက်တဲ့နေရာကစပြီးကောင်းမယ်ဒီမဲ့ဆရာမတို့ကျွန်တော်တို့အခုသင်ပြပေးနေရတာတွေကနိုင်ငံရဲ့အနာဂတ်တွေပါကျွန်တော်တို့ဆရာမတွေကမှမကောင်းရင်ဒီအနာဂတ်ကြီးသွားပြီပေါ့ဗျာငခုံးမတကောင်ကြောင့်တလေလုံးပုတ်တယ်ဒီငခုံးမတကောင်နဲ့ကြောက်တော့တလေလုံးပုတ်ရင်ငခုံးမကြီးများနေတယ်အိုးဆိုးပြီပေါ့ဗျာနော်ကျွန်တော်ဆရာတွေဆိုတာကနာသုံးတာပဲပြည့်စုံမှာမဟုတ်ဘူးမေတ္တာဂရုဏာမုဒိတာဥပိ္ပခါဆိုတဲ့ဓမ္မစုတရား၄ပါးနဲ့ကလေးတွေပေါ်မှာစိတ်ထားနိုင်ရမှာဗျာအခုတော့နာသုံးတာတော့တဏပဲ့နေတော့ဆရာမတွေအကုန်လုံးမဆိုလို့ဒါပေမဲ့ဆွမ်းနာကျွန်တော်ပြောလို့ဒီငခုံးမတွေများနေရောကျွန်တော်ပညာရေးအတွက်ကောင်းလိုက်တဲ့ပညာရေးကြာနော်ကျွန်တော်တို့အခုလက်ရှိသင်ကြားပေးနေရတဲ့ပညာရေး
ဘွဲရပြီဘလောက်တောင်လက်မထောက်နိုင်အောင်အသုံးဝင်နေပြီလေတိုင်းတစ်ပါးမှာမြန်မာပြည်ပညာရေးဘလောက်ဘောင်းဝင်နေပြီလေဆရာဦးဆရာမတို့သိလားရှင်းတတ်လားပြောလားနိုင်ငံတနိုင်ငံရဲ့အနာဂတ်ကိုစာသင်ခန်းကစတယ်ဒီကလေးတွေရဲ့အနာဂတ်ကိုရောဒီစာသင်ခန်းကကယ်တင်နိုင်သေးရဲ့လားဘာလို့မကယ်တင်နိုင်ရမှာလဲရေစုံမျောလိုက်နေရရက်လိုက်ဆရာဆိုတဲ့နေရာကိုယူထားပြီးဆရာကောင်အကြီးအချင်းနဲ့မှမပြည့်စုံဘာလို့ဆက်လုပ်နေတော့မှာလဲအတလဲတင်ပဲ့ပြင်ဆုံးမှတိတ်ပမချံဘေးရန်စည်းကတင့်ရအပ်ဖို့ဆရာတို့ကျင့်ဖို့ဝင်ငါးပြဆရာဆိုတာအနန္တဂိုင်းဝင်ထဲမှာထည့်ထားတာအလကားမဟုတ်ဘူးကျောင်းတက်နေပြီဆရာဦးဆရာမကိုအနန္တဂိုင်းဝင်ထဲမှာပါတဲ့ဆရာမလို့စိတ်တန့်တန့်နဲ့ခံယူထားရဲ့မြန်မာနိုင်ငံအလံကိုအစမတီကွင်းမှာထွက်ပြီးအလေးပြုကြပါပညာပေးကောင်းလိုက်တာနော်ဟုတ်ကဲ့ပါကျွန်တော်ပြီးပိုင်းကလေးလေးဟာဒီလောက်ပါပဲဒါကတော့ဒီဆီယာမတွေဒါကျူရှင်တင်တဲ့အကြောင်းအရာပတ်သက်ပြီးတော့ online social media ထက်မှလည်းဒါဝေဖန်မှုတွေမြင့်တက်နေရလဲကျွန်တော် message မျိုးတွေ့ရမှာပါဒီအကြောင်းနဲ့ပတ်သက်ပြီးတော့တရားမင်းချစ်ကိုကဒါဒီဇလန်တို့လေးပြန်လဲရိုက်ကူးထားတာပေါ့ဗျာနော်ဒီကျူရှင်ဆီယာမတွေကဒီကျူရှင်လာတင်တဲ့ဒီကျောင်းသူကျောင်းသားတွေကိုစာဖိတင်ပြီးတော့ကျောင်းမှာကြတော့ဒီကျောင်းသူကျောင်းသားတွေကိုဒါစာသိမ့်မသိလို့ပေါ့ဗျာနော်ဒါဆရာကတော့ဒါအချက်လက်နဲ့တေချာရှင်းပြပြောပြတော့တဲ့ရုပ်သံပြီးဖိုင်မတန်ကိုဖွင့်ပြတင်ဆက်ပြီးတော့ဖြစ်ပါတယ်ကျွန်တော် message မျိုးလည်းသိရအောင်လို့ကျောင်းသားကျောင်းသူမိဘတွေလည်းသိရှိရအောင်ဒီသတင်းလေးကိုပြန်လဲပြီးတော့မျှဝေတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ဒီ view file လေးကကျွန်တော် message မျိုးအတွက်ဘုသူရတခုရရှိလိမ့်မယ်လို့ပြန်လဲပါတယ်ရိုက်ကူးသွားတဲ့ဒါဇလန်တို့လေးကရန်ကုန်မှာဒီတဘာဝကြပြီးတော့ဒါလက်တွေ့ဆန်ဆန်အခုမြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့တိုက်ဆိုင်နေပေါ့နော်အားလုံးပဲသိရှိအောင်ပြန်လဲဝင်မြတ်တင်ဆက်ပေးခြင်းသာဖြစ်ပါတယ်ဒီတူတူတရကိုမှထိခိုက်နေတာလို့စီစဉ်မရှိပါဘူးဗျနောက်တဲ့သတင်းတူသတင်းတစ်တွေရလည်းထပ်မံတင်ဆက်ပေးပါအောင်မယ်ကြည့်ရှုအားပေးသူတူတရချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ဗျနောက်တဲ့သတင်းတစ်တွေမှာပြန်လဲဆုံတွေ့ကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ